အားလုံးမင်္ဂလာပါအစီအဆက်ကနေအားလုံးကြိုဆိုလိုက်ပါပဲအခုမှကုန်ကြဝယ်ဖို့စဉ်းစားနေတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကိုဖန်တီးပေးခဲ့တယ်ကုန်ကြဝယ်တဲ့နေရာမှာကြည့်ရမယ့်အချက်တွေကတော့အများကြီးပဲပေါ့နော်ကျွန်တော်အခုပြောပြပေးမှာကအဓိကအချက်9ချက်လောက်ပဲပြောသွားမယ်နံပါတ်1အချက်ကကိုကဘာအတွက်သုံးမလဲဆိုတာအတိအကျလေးစဉ်းစားရမယ်ဥပမာကိုကခြေခံသုံးပါလား graphic design တို့ video editing တို့အတွက်လားဆိုတာအတိအကျလေးစဉ်းစားပြီးမှဝယ်ပါနံပါတ်2အချက်က CPU ကိုကြည့်ရမယ်ကျွန်တော်ဒီမှာအကြမ်းဖျင်းပဲပြောသွားမယ်ပေါ့နော် CPU အကြောင်းကိုရှင်းပြမယ်ဆိုရင်ဗီဒီယိုလေးကတော်တော်လေးရှည်သွားမယ်ပေါ့နော် CPU မှာဆိုရင် Intel နဲ့ AMD Ryzen ဆိုပြီးနှစ်မျိုးရှိတယ် Intel က single core performance ကောင်းတယ်ဈေးတက်နဲ့ multitasking အတွက်ဆိုရင် AMD Ryzen ကိုရွေးချယ်တင်တယ်ဒီမှာဆိုရင် i3 i5 တို့ Ryzen 3 Ryzen 5တို့မရှင်းပြတော့ဘူးပေါ့နော်ဦးစားပေးရွေးချယ်ရမယ့် generation တွေက Intel မှာဆိုရင် 11 Gen 3 Gen AMD Ryzen မှာဆိုရင် Ryzen 9000 series 5000 series တွေကရွေးချယ်ပြီးတော့နောင်တမရနိုင်တဲ့ series တွေပါပဲနံပါတ်3အချက်က RAM ကိုကြည့်ရမယ်အခြေခံ3ရုံး3လောက်ပဲဆိုရင် 8GB လောက်နဲ့အဆင်ပြေတယ်ဒါမှမဟုတ်ကိုက game ဆော့မယ် video editing တို့လုပ်မယ်ဆိုရင် 16GB အထက်လောက်ရှိရမယ်ကျွန်တော်ဒီမှာလည်း RAM ရဲ့ speed တွေဖြစ်တဲ့ DDR3 DDR4 DDR5 တို့ရဲ့အကြောင်းကိုမရှင်းပြတော့ဘူးเนาะဘယ်လိုအချက်က storage အမျိုးအစားကိုကြည့်ရမယ် storage အမျိုးအစားမှာလည်း SSD နဲ့ hard disk ဆိုပြီး2မျိုးရှိပါတယ် SSD မှာလည်း speed life ပုံစံတွေကွဲသားတာတွေရှိတယ် hard disk ကကြတော့2မျိုးပဲပေါ့เนาะSSD ရဲ့ hard disk ဘာကွာလဲဆိုရင် SSD ကရန်တယ်ဘူးတက်တာတို့စုံဝဲအပိတ်တို့ညံ့ဆက်ဆန်နဲ့လုပ်ပြီးတယ် hard disk ကကြတော့သူ့ရဲ့ပြောင်းပြန်ပေါ့เนาะအမှန်ကအချက်က graphic card ပါအခြေခံ3ရုံး3လောက်ပဲဆိုရင် Intel Iris Xe AMD Radeon ဆိုရပါပြီဒါမှမဟုတ်ကိုက game ဆော့မယ် video editing လို့ဆိုရင် Nvidia RTX 3050 AMD RX 6600အထက်မှာလည်းအဆင်ပြေတယ် main user တွေအတွက်ဆိုရင် M1 M2 ချစ်ကပြောတာထက်ကိုပိုတယ် battery efficiency ကလည်းပြောနေစရာကိုမလိုဘူး6က display ကိုကြည့်ရမယ်ဥပမာပြရရင်လူလိုလုံးက perfect ဖြစ်နေပါစေမျက်နှာမတူရင်အမုန်းတည်နိုင်ပေါ့နော်ဥပမာလည်း display ကကြည့်ပြီးတော့ရှုပြီးတော့ဖြစ်နေရမယ်အများအားဖြင့် screen 14လက်မ15ချောင်းလက်မတို့ရှိရယ် resolution က1920 1080လောက်ဆိုရင်အဆင်ပြေတယ်ခင်ဗျာပစ္စည်းအာမခံပါပဲ brand တွေကပစ္စည်းအပေါ်မူတည်ပြီး꿰ပါတယ်ပစ္စည်းအာမခံကတစ်နှစ်ဖြစ်ဖြစ်6လဖြစ်ဖြစ်ကြည့်ရင်ကိုကောင်းတယ်လို့ပြောချင်ပါတယ်အခု SH ရဲ့ဗီဒီယိုကြည့်ပြီးဘယ်လိုမျိုးဝယ်ရမလဲဆိုတာတစ်ပြီးချပြမယ်ဒီတစ်ပိုင်းလည်းဝယ်ရမယ်ဆိုပြီးတော့လည်းမဆိုလို့ဘူးဒါကကျွန်တော်ရဲ့ personal tip ပဲ